အားလုံးပဲမင်္ဂလာပါရှင်ဆန္ဒကတော့အားလုံးကိုတက်စီချင်တဲ့စိတ်လေးနဲ့ basic piano note ကိုလွယ်ကူကူလေးနဲ့ကြည့်လို့ရအောင် Photoshop လေးနဲ့အသေးစိတ်လုပ်ထားပေးရနော် basic piano note မှာဆိုရင်ညာဘက်လက်နဲ့ဘက်ဘက်လက်ရှိတယ်ညာဘက်လက်အရင်စားလိုက်ကြရအောင်နော်ညာဘက်လက်မှာဆိုရင်လက်မမှာဆိုရင်1ဒီလက်ကြနဲ့ 3 4 5သူ့မှာတန်စင်ကိုစီရှိကြရနော်ညာဘက်လက်ကိုအရင်စကြည့်လိုက်ကြအောင်နော်လက်မမှာဆိုရင်1နဲ့3 4 5လက်မကနေစနော်ဒီတစ်ကိုဘယ်ကနေစထားမယ်တခါကျရင်ဒီတစ်ကိုဒီပေါ်မှာထားလို့မရအောင်နော်မြင်းအမဲ3ချောင်းပေါ်မှာထားလို့မရဒီမြင်းအမဲ2ချောင်းပေါ်မှာအဖြူအောင်ရှိရတာကိုတစ်လို့ထားမယ်နော်လက်ကိုလက်မထားမယ်နဲ့3 4 5လက်ကိုပုံမှန်လေးထားသွားမယ်နော်အားဆိုရင်ဒါကညာဘက်လက်အတွက်ကိုသိနေရမယ်ဒီသင်္ကေတက travel class လို့ခေါ်တယ်သူရဲ့နာမည်ကကြတော့သူက right hand အတွက်သင်္ကေတဖြစ်တယ်ဆိုရင် do တန်စင်နဲ့ဆိုရင် re တန်စင်3ဆိုရင် mi တန်စင်လို့ထွက်တယ်4ဆိုရင် fa တန်စင်5ဆိုရင် so တန်စင်လို့ထွက်တယ်ဒါကကြတော့ညာလက်အတွက်ဖတ်နီပေါ့နော်ပြောမယ်ဆိုရင်ဖတ်နီကညာဘက်လက်လို့ကိုသိနေရမယ်နော်ဘက်ဘက်လက်ကြည့်လိုက်ကြအောင်နော်ဘက်ဘက်လက်မှာလည်းတူတူပဲလက်မမှာဆိုရင်1 2 3 4 5သူရဲ့ left hand piano ပေါ်မှာထားနေရကြတော့လားအမဲနှစ်ခုပေါ်မှာဒါကိုငါလက်တန်းထားမယ်နော်လက်တန်းထားမယ်ပြီးအစင်လိုက်တော့မယ်နော်5 4 3 2 1ဟုတ်တယ်ဒီပုံသဏ္ဍာန်အတန်းထားမယ်ဒီရဲ့သင်္ကေတကြတော့ဘယ်ဘက်လက်ဆိုကိုသိနေရမယ်သူရဲ့နာမည်ဘယ်လိုခေါ်လဲဆိုတော့ big class လို့ခေါ်တယ် big class က left hand အတွက်နော်သူကဘယ်ဘက်လက်အတွက်5မှာဆိုရင် do 4မှာဆိုရင် re 3မှာဆိုရင် mi 2မှာဆိုရင် fa 1မှာဆိုရင် so ဒါကကြတော့ဘယ်ဘက်လက်ဖတ်နေဖြစ်တယ်ဒါကိုတွေ့ရင်သိနေရမယ်နော်piano ကိုတီးမယ်ဆိုရင်စာအုပ်တိုင်းမှာဖတ်နေလေးရှိတယ်အားကြောင့်ဒါကိုတွေ့မယ်ဆိုရင်ကိုတီးနေရမယ်ကွာဒါကိုလည်းတီးနေရမယ်ဒါကဘယ်ဘက်ကျမှရှိနေဆိုတော့ကိုတီးနေရမယ်ဒါကိုမမိသေးလားမသိဟုတ်တယ် travel class ညာလက်အတွက်သင်္ကေတဖြစ်တယ်ဟုတ်တယ်ဒါဘယ်ဘက်လက်အတွက်သင်္ကေတ base class အားဆိုရင်တက်ကြည့်လိုက်ကြအောင်နော်ဒါက travel class ညာလက်အတွက်ညာဘက်လက်မှာ piano လိုင်းအားကြတော့9လိုင်းရှိတယ်ဒါပုံမှန်ပဲ1လိုင်း2လိုင်း3လိုင်း4လိုင်း5လိုင်းဒါကဘူးတူတာအနေနဲ့ပြောပြထားတာเนาะ piano တန်စင်လိုင်းကကြတော့9လိုင်းရှိတယ်1လိုင်း2လိုင်း3လိုင်း4လိုင်း5လိုင်းအဲ့ဒါဆိုရင်ကိုကကြည့်လိုက်မယ်ဘလို့ဒိုကဘယ်နေရာမှာရှိလဲဆိုတော့ကိုကမသိဘူးအဲ့ဆိုရင်တူတူလိုက်ကြည့်ကြဒိုကကြတော့တန်စင်လိုင်း9လိုင်းရဲ့အောက်မှာဒီဥစ္စာအတိုးလေးတန်စင်ဆွဲပြီးဒါဒိုလိုမှတ်မယ်ဒီတစင်းပြန်တိုင် re လို့မှတ်မယ်နောက်တစ်ကြတော့ mi လို့မှတ်မယ်နောက်တစ်စင်းဆိုရင် fa ဒါဆို do re mi fa so ဒါက c4 ဒီတန်စင်ကိုတွေ့မယ်ဆိုရင်ဒါ c4 လို့သိနေရမယ် okay ဘယ်ဘက်လက်သွားကြအောင်နော်ဘယ်ဘက်လက်မှာလဲတန်စင်လိုင်း9လိုင်းရှိတယ်1လိုင်း2လိုင်း3လိုင်း4လိုင်း5လိုင်းဒီ9လိုင်းမှာဆိုရင်ဒိုဘက်မဲ့ထားမယ်ဆိုတော့ကိုမသိရင်ဆိုရင်ဒါကိုဒီတစ်ချောင်းနှစ်ချောင်းအောက်မှာရေးမယ်ဆိုရင်တစ်ချောင်းနှစ်ချောင်းရဲ့အပေါ်မှာဒိုလိုမှတ်လိုက်မယ်ဒါက C3 အတွက်ဒါကကိုသိနေရမယ်အလွတ်သိနေရမှာအဲ့လိုမျိုးပေါ့အသိမှတ်ထားပြရမယ်နော်ဒိုပြီးရင်နောက်တစ်စင်တက်မယ်ဆိုရင် re mi fa so ဘယ်ဘက်လက်နဲ့ညာဘက်လက်ဘယ်ဘက်လက်နဲ့ညာဘက်လက်ဒီပုံသဏ္ဍာန်အတိုင်းအသိမှတ်ထားပြရမယ်နော်ဒီဘယ်ဘက်လက်မှာဆိုဒီနေရာမှာဆိုဒိုမှတ်ထားပြရမယ်ဒီနေရာမှာဆိုရင်ဒိုမှတ်ထားပြရညာဘက်လက်အတွက်မှာဆိုဒါအသိမှတ်ထားပြရမယ်နော်piano တီးပြမယ်နော်လာတီးပြမယ်နော်ဘယ်လိုတီးရလဲဆိုတော့ okay ကြည့်လိုက်ကြအောင်နော်ဒါကိုအရင်တီးပြမယ်နော်လက်နှစ်ဖက်ဒို re mi fa so ပြတန်စင်လဲနားရအောင်လဲနားထောင်ပေးနော်အဲဆိုရင်
စားလိုက်ကြအောင်ညဘက်လက်အတွက်တတိမယ်ဟုတ်တယ်တန်စပြီးဘယ်ဘက်လက်တော့ကြည့်ကြမယ်တတိမယ်ဘယ်ဘက်လက်ကွက်တကြည့်မယ်နော်တန်စဒီမမိတဲ့ဟောโอเคဒါကိုမြင်များလက်ကွက်ကိုမြင်များလေ့ကျင့်ပြီးနော်အကောင့်20ရက်ကိုအကောင့်20ဖြစ်30ဖြစ်ပေါ့တကယ်လို့ piano တစ်ခါမှမတီးဘူးဆိုရင်အကောင့်အနည်းဆုံးတရက်ကိုအကောင့်20လောက်တီးပြီးနော်အဲဆိုရင်လက်ကသူ့အလိုလိုနဲ့သူသွားလိမ့်မယ်ဒီလက်ကဒီတန်စင်ကဘယ်လက်မှာရှိလဲဆိုတာကိုသိနေမယ်နော်ဗီဒီယိုကိုအကောလို့အဆအဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်